ခမားတို့အနေနဲ့ကမ္ဘာပေါ်မှာအကြီးမားဆုံးရေနံတူးစင်ကြီးကဗမာရှိမယ်လို့ထင်ပါတယ်။ပူပြင်းတဲ့အရှိအလဲပိုင်းမှာလား။ဒါမှမဟုတ်မက္ကဆီကိုပင်လယ်ကွေ့မှာလား။မဟုတ်ပါဘူးဗျ။ဒီအရာမစင်ကြီးကတော့ရုရှားနိုင်ငံရဲ့အရှေ့ပြားအိုဟော့ပင်လယ်ပြင်ရဲ့ရေခဲပြင်တွေကြားမှာတည်ရှိနေတာပါ။သူ့ရဲ့နာမည်ကတော့ဘာကုတ်လို့ခေါ်ပါတယ်။ရုရှားလိုတော့ရွှေလင်းယုံလို့အဓိပ္ပာယ်ရပါတယ်။ဒီကောင်ကြီးကဘယ်လောက်တောင်မှတလဲဆိုရင်သူ့ရဲ့အလေးချိန်ကတန်ချိန်2သိန်းကျော်ရှိပါတယ်တဲ့။ဒါကကဘာကျော်ဂိုရန်ဂိတ်တရားကြီး9စင်းစာလောက်ကိုပေါင်းထားသလောက်ကိုလေးလံတာဗျ။သူကိုတိဆောက်ဖို့ကုန်ကျစရိတ်ကလည်းဒေါ်လာ12ဘီလီယံလောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါဟာတကယ်ကိုနိုင်ငံတစ်ခုရဲ့ဘတ်ဂျက်လောက်ကိုရှိနေတာပါ။ဒါပေမဲ့ဒီဘတ်ဆန်တွေဒီအလေးချိန်တွေထပ်ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကသူ့ရဲ့ဒီနေရာနဲ့ကြမ်းကြမ်းခံနိုင်စွမ်းပါပြီ။ဒီတူးစင်ကြီးရှိတဲ့နေရာကစာကလင်ကျွန်းနာမှာပါ။ဒီနေရာကကမ္ဘာပေါ်မှာရာသီဥတုအဆိုးရွားဆုံးနေရာတွေကတစ်ခုပါ။ဆောင်းနေဆိုရင်အပူချိန်ကအနှုတ်44ဒီဂရီစင်တီဂရိတ်ထိကျဆင်းတက်ပြီးပင်လယ်ရေပြင်ကလည်း2မီတာလောက်ထူတဲ့ရေခဲပြင်ကြီးဖြစ်သွားတတ်ပါတယ်။မုန်တိုင်းလာပြီဆိုရင်လေလိုင်းလုံးတွေကပေ60လောက်ထိမြင့်တက်လာတတ်တယ်လို့ငလင်ပြင်းအား9အဆင့်လောက်ထိကိုလှုပ်ခတ်နိုင်တဲ့နေရာမျိုးပါဒီလိုငရဲကန်းလိုနေရာမျိုးမှာဒီလောက်ကြီးမားတဲ့အဆောက်အုံကြီးကိုဘယ်လိုတိဆောက်ခဲ့ကြသလဲဒါကတကယ်ကိုစိတ်ဝင်စားစရာပါအမေရိကန်အင်ဂျင်နီယာတွေအံ့အားသင်ခဲ့ရတာကလည်းဒီအချက်ကြောင့်ပါပဲဒီတူးစင်ကြီးကိုအပိုင်းတစ်ပိုင်းခွဲပြီးတော့တိဆောက်ခဲ့တာပါပထမတစ်ပိုင်းကတော့ပင်လယ်ကျမ်းမြေမှာစိုက်မဲ့ကွန်ကရစ်ခြေတံရှည်ကြီးတွေပါဒါကိုရုရှားမှာတိဆောက်ခဲ့ပါတယ်ဒုတိယတစ်ပိုင်းဖြစ်တဲ့တူးစင်ရဲ့အပေါ်ပိုင်းကြီးကိုတော့တောင်ကိုရီးယားနိုင်ငံမှာတိဆောက်ခဲ့တာပါစိတ်ကူးကြည့်ပါဗျာတန်ချိန်4200လောက်လေးတဲ့အပေါ်ပိုင်းအမိုးကြီးကိုတောင်ကိုရီးယားကနေရုရှားပင်လယ်ပြင်ထိကီလိုမီတာ2600ကျော်ခရီးနှင်ပြီးတော့တည်လာခဲ့ရတာပါပြီးတော့မှပင်လယ်ပြင်အလဲကောင်မှာအောက်ကကွန်ကရစ်တန်ကြီးတွေပေါ်ကိုကွက်တိချအောင်တင်လိုက်ရတာဖြစ်ပါတယ်ဒီလိုတက်စင်တဲ့နေရာမှာနည်းနည်းလေးမှလွယ်လို့မရပါဘူးဒီလိုအရာမအပိုင်းကြီးတွေကိုပင်လယ်ပြင်ထဲမှာဆက်တဲ့နည်းပညာကတကယ်ကိုအမခန်းပါပဲဘာကုတ်တူးစင်ကြီးကရေနံတူးစင်တသက်မဟုတ်ပါဘူးသူကပင်လယ်တွေကမြို့တော်လေးတစ်ခုလိုပါပဲသူ့ပေါ်မှာအလုပ်လုပ်တဲ့အင်ဂျင်နီယာတွေဝန်ထမ်းတွေအတွက်ရုပ်ရှင်ရုံအားကစားခန်းမစေကန်းနဲ့စားတောက်ဆိုင်တွေအကုန်ပါဝင်ပါတယ်အပြင်မှာရာသီဥတုကခိုက်ခိုက်တုံအောင်အေးနေပေမဲ့အတွင်းထဲမှာတော့နှွေးထွေးပြီးတော့တက်တောင့်တက်တာရှိနေအောင်ဖန်တီးထားတာပါဒီပညာပိုင်းမှာလည်းရှယ်ပါပဲဒီတူးစင်ကြီးကငလင်တန်ကိုခနိုင်ရှိအောင်အထူးပြုလုပ်ထားတဲ့ပို့တိုင်မှုရှော့ချပေးတဲ့ဘော်တီတွေပေါ်မှာတိဆောက်ထားတာပါဒါကြောင့်ငလင်ပြင်းပြင်းလှုပ်ရင်တောင်မှဒူးစင်ကြီးကရိန်းထိုးနေမှာမဟုတ်ပဲသူ့ရဲ့အောက်ကမြေကြီးတွေကပဲလှုပ်ရှားသွားမှာဖြစ်ပါတယ်ဒါဟာကမ္ဘာပထမဆုံးဒီလိုနေပညာသုံးတဲ့ရေနံတူးစင်လည်းဖြစ်ပါတယ်သူ့ရဲ့စွမ်းဆောင်ရည်ကလည်းမသေးလှပါဘူး။တစ်နှစ်ကိုရေနံတန်ချိန်4.5တန်းလောက်ထုတ်လုပ်ပေးနိုင်ပြီးတော့ပင်လယ်ချမ်းမြေအောက်9ကီလိုမီတာလောက်အကွာအဝေးထိကိုလှမ်းပြီးတော့ဒူးဖော်နိုင်စွမ်းရှိနေပါတယ်။ဒါဟာခမားတို့မိုးမြတ်တာကြီး9လုံးလောက်ကိုဆက်ထားတဲ့အကွာအဝေးလောက်ရှိတာဗျ။အမေရိကန်ပါဝင်နိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေကတော့ဒီဘာကုတ်ဒူးစင်ကြီးကိုအင်ဂျင်နီယာလောကရဲ့အံပွဲတစ်ခုဖြစ်သတ်မှတ်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ပုံမှန်အားဖြင့်ဒီလိုနေရာမျိုးမှာရေနံတူးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြလို့ပါ။ဒါပေမဲ့လူသားတွေရဲ့စူးစမ်းအားထုတ်မှုနဲ့နည်းပညာပေါင်းစပ်လိုက်တဲ့အခါမှာတော့တဘာဝတရားရဲ့စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့တော့ရုရှားရဲ့ပင်လယ်ပြင်ကအေယာမတရဝကြီးဘာကော့အကြောင်းကိုပြောပြပေးခဲ့တာပါ။ခင်ဗျားတို့ရောဒီလောက်ကြီးမားပြီးတော့ခင်မီတဲ့ရေနံတူးစင်ကြီးအပေါ်ဘယ်လိုမြင်ကြလဲဗျ။